နိုင်ငံခြားမှာကောင်းကောင်းနေရတယ်ကောင်းကောင်းစားရတယ်ကောင်းကောင်းဝေးရတယ်ဒါပေမဲ့မြန်မာနိုင်ငံသားတွေဘာကြောင့်နိုင်ငံခြားမှာမပြောနိုင်တယ်လဲဆိုတာအဓိကကြတော့မတူဘူးပေါ့နော်ကိုကြည့်ပြင်းလာတဲ့ပုံစံအလုံးဝမတူတာမြန်မာနိုင်ငံမှာကြတော့အဖွဲ့အစည်းနဲ့ပေါ့နော်အဲ့လိုမျိုးတွားရတာအတင်းအဖွဲ့နဲ့ဘယ်နေရာမဆိုလူ3-4ယောက်အဲ့လိုမျိုးပေါ့တနေရာတစ်ခုဆိုလဲအမြဲတမ်းတယုံပေါ့နော်အဲ့လိုမျိုးနေကြရတာများတယ်နော်မြန်မာနိုင်ငံမှာပြီးတော့ဒီနိုင်ငံခြားရောက်တော့လုံးဝအဲ့လိုမဟုတ်တော့ဘဝကိုကြောက်သေးအမြဲတမ်းဘာကိစ္စမဆိုကိုပါတော့ကိုပဲလောက်ရတော့တာအဲ့လိုမျိုးဆိုတော့အဲ့မှာတစ်ချက်ပေါ့နော်အဲ့မှာအရန်ကိုကွာသွားတယ်ပေါ့ပြောရမဆိုပြီးရင်အစားအသောက်တွေပေါ့နော်အစားအသောက်တွေလည်းအဲ့လိုပဲမြန်မာနိုင်ငံကကျတော့လက်ဆက်ဆက်အဲ့လိုမျိုးစားလို့ရတယ်ကိုဘာစားချင်လဲခုချက်ချင်းထချက်လိုက်လို့ရတယ်လွယ်ကူတယ်ကွာဘယ်ရမဆိုဒီမှာကကျတော့အဲ့လိုမဟုတ်ဒီမှာကကျတော့တခုခုကိုစားချင်နေဆိုရင်တော့မှကိုကြီးပဲလုပ်ရအောင်အဆအဆုံးပေါ့နော်ဒီဈေးဝယ်တာကအစအသေးစိတ်အကုန်လုံးကိုပြင်ဆင်ရတာအဲ့မှာအချိန်အရန်ပေးရတယ်ပြီးတော့တကယ်တမ်းကိုစားချင်တဲ့ဟာကျတော့တလုံးနှလုံးပဲပေါ့နော်ဒါပေမဲ့လည်းဟိုပေးဆက်ရတဲ့အချိန်တွေကကျတော့မဟုတ်ဘူးအများကြီးပေးရတယ်အဲ့လိုမျိုးတွေပေါ့နော်ပြီးတော့မြန်မာနိုင်ငံမှာကကျတော့ကိုယ့်ရဲ့ဘေးနားပတ်ဝန်းကျင်မှာလဲကိုယ့်ရဲ့စကားတွေမြန်မာစကားပဲပြောကြတယ်နော်ဘေးနားမှာလဲကိုနဲ့မတိတဲ့လူဆိုရင်တောင်မှသစိမ်းဆိုရင်တောင်မှကိုကစိတ်ထဲမှာအဲ့လောက်ကြည့်မစိမ့်နေဘူးကွာဘာလို့လဲဆိုတော့ရင်းနှီးနေကိုပဲနှွေးထွေးတယ်လို့ခံစားရတယ်ပေါ့နော်ခွေးအော်တန်တို့ဒီစပိန်တန်တွေစင်ကေတန်တွေအဲ့လိုမျိုးနေနော်ကြက်သွန်တန်တို့ဘာလို့အဲ့လိုမျိုးကြားရတယ်ဆိုတော့ကိုကဟိုဖြစ်တော့ကွာအဲ့လောက်ကြည့်ဘာမှမခံစားရအောင်ပျော်တယ်အဲ့လိုမျိုးနှွေးထွေးနေတာအဲ့ဒီဟာတွေကလေဘာမှမတိတာဘူးပေါ့နော်မြန်မာပြည်မှာနေချင်တော့ဘာမှမတိတာဘူးဒါပေမဲ့လည်းနိုင်ငံခြားရောက်တော့ဆိုအရန်တိတာတော့ကွာဒီမှာကကျတော့လုံးဝတိတ်ဆိတ်နေရတော့ဘေးနားမှာဘာအတမ်းမှမကြားရအောင်အဲ့လိုမျိုးနေနော်မြန်မာပြည်မှာကျတော့ကလေးငိုတန်တို့ဘာတို့ပေါ့နော်အဲ့လိုမျိုးတွေပေါ့နေအဲ့မျိုးရှိရကွာအဲ့ဒီဟာတွေကအရန်ကိုမှဟိုဖြစ်တယ်ကိုမတိတာဘူးမြန်မာပြည်မှာနေချင်မတိတာဘူးဒါပေမဲ့ဒီမှာကျရင်အဲ့ဒီဟာတွေကိုကပြန်လွမ်းဆွတ်မိတယ်အဲ့မျိုးလွမ်းဆွတ်မိတဲ့အခိုက်အတန့်တွေရှိတယ်အဲ့လိုမျိုးတွေပေါ့နော်အဲအကြောင်းမို့အဓိကတော့လုံးဝကိုပြောင်းသွားတာလုံးဝအခြေအနေကြီးကပြောင်းသွားတော့လူတွေကမနေတတ်တော့တာအဲ့မျိုးနဲ့ခက်တာပေါ့နေအဓိကတော့အစင်လဲဒီမြန်မာပြည်မှာပဲကြီးလာတယ်နော်ကိုယ့်ရဲ့ငေဘွားကလည်းအဲ့မှာပဲကိုယ့်ရဲ့ memory တော်တော်များများကိုပျော်ရွှင်ခင်မိတဲ့အခိုက်အတန့်တော်တော်များများကလည်းအဲ့ဒီမြန်မာပြည်မှာပဲဆိုတော့လေဒီမှာရောက်ချင်းရလဲအရင်ခက်တယ်ပေါ့နော်3နှစ်ဒီနိုင်ငံခြားရောက်ပြီး2နှစ်တနှစ်ကနေ3နှစ်လောက်ထိတော့တော်တော်လေးကိုမှဟိုဖြစ်တယ်ကွာခါချာရှော့အရမ်းများတော့လေဘလို့နေရမလဲအဲ့လိုမျိုးတွေအရမ်းဖြစ်တယ်ပေါ့နော်အဲ့ဒီ3နှစ်နောက်ပိုင်းကျရင်နည်းနည်းလေးသဘောပေါက်လာတယ်ပေါ့နော်ဒီမှာဘလို့နေရမယ်ဒီနိုင်ငံခြားမှာဘလို့လဲသူ့အထာပေါ့လေဒီ Australia ဆိုလဲဒီ Australia ရဲ့ပုံစံကိုကနည်းနည်းလေးဟိုဖြစ်သွားပြီပေါ့နော်သဘောနည်းနည်းပေါက်လာတယ်ဒါပေမဲ့လည်းနေသားတကြလုံးဝကြီးဖြစ်သွားတာတော့မဟုတ်ဘူးဒါပေမဲ့လည်းဘလို့ခေါ်မလဲစူးစမ်းပြီးမှနေတက်လာတယ်အဲ့လိုမျိုးပုံစံပေါ့နော်တဖြည်းဖြည်းနဲ့ပို့ပြီးမှတိတ်ဆိတ်လာကြတာနိုင်ငံခြားရောက်ပြီဆိုရင်လုံးဝကိုတရက်ထင်းနေတဲ့ချိန်ကပုံများတယ်ဒီမှာတငယ်ချင်းတွေနဲ့ဆိုရင်လည်းတွေ့ဖို့ကမလွယ်ဘူးပေါ့နော်အကုန်လုံးအလုံးလုပ်ပြီးဆိုတော့လေတွေ့ပြီးဆိုရင်လည်းဒါအိပ်ရပြက်တာတော့ဘာလို့ဖြစ်သွားတတ်တယ်ဘာကြောင့်လဲဆိုတော့မောပြီးလူတွေကအလုပ်ပဲလုပ်တော့တခါတလေတွေ့တော့ပေါ့နော်စကားတွေလည်းအများကြီးပြောချင်တယ်အကြာကြီးပြောချင်ကြတယ်အဲ့လိုမျိုးပေါ့နော်ဒီမှာကျတော့စနေတနင်္ဂနွေလောက်ပဲအားကြတာလေတော်တော်များများအဲ့ဒါဆိုတော့အမျိုးနေ့တွေကျတော့တကယ်တမ်းကကျတော့ကိုနားရမယ့်ရက်ပေါ့နော်ဒါပေမဲ့တွေ့ချင်တယ်ဆိုတော့တကယ်ချင်းနဲ့ပြန်တွေ့လိုက်အဲ့ဒါနဲ့အချိန်တွေကဒီလိုကုံသွားတာပေါ့နော်အေးရက်ပြက်တာတွေပြီးတခါရနဲ့ Monday ဆိုရင်အလုပ်ကပြန်လှုပ်ရရောအဲ့လိုမျိုးဖြစ်တာအဲ့ဒါကြောင့်ပေါ့နော်နိုင်ငံခြားမှာကောင်းကောင်းနေရတယ်ကောင်းကောင်းဝေးရတယ်ဒါပေမဲ့မြန်မာနိုင်ငံသားတွေဘာကြောင့်မပြောတယ်လဲဆိုတော့အဲ့လိုမျိုးအချက်တွေအကြောင်းဟုတ်တယ်ပေါ့နော်ဒါကကျတော့ဒါတိချင်တဲ့လူတွေအတွက်ပေါ့နော်အဲ့ဒါကိုအစင်ကလာပြတာဟုတ်ပါတယ်နော်ကျေးဇူးတင်ပါတယ်